ထားပါရှင်။ကျွန်မဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့တောကြောင်တွေအကြောင်းဖြစ်ပါတယ်။တောကြောင်ဆိုတာနဲ့အိမ်မွေးကြောင်တွေနဲ့တူတူပဲလို့သင်တွင်းနေသလား။အဲ့ဒါဆိုရင်တော့သင်တွင်းနေတာမှားသွားပါလိမ့်မယ်။တောကြောင်နဲ့အိမ်မွေးကြောင်တွေကကြောင်မျိုးနွယ်ချင်းတူတယ်။ဒါပေမဲ့နေထိုင်ပုံစားတော့ရှာဖွေပုံလူတွေနဲ့ဆက်ဆံတဲ့ပုံတွေကများစွာကွာခြားမှုရှိပါတယ်။ဒါဆိုရင်တောကြောင်တွေကြောင့်အရင်ပြောလိုက်ရအောင်။တောကြောင်တွေကတဘာဝတောအုပ်တွေမြက်ခင်းတွေထောင်ချမ်းဒေသတွေမှာနေထိုင်ကြတယ်။သူတို့ကလူတွေနဲ့မရင်းနှီးပဲတဘာဝအတိုင်းရှင်သန်ကြတယ်။အမဲလိုက်ပြီးတော့အစာရှာစားကြတယ်။ခန္ဓာကိုယ်ကတန်မာပြီးအနေရတွေကိုကိုယ်တိုင်ရင်ဆိုင်နိုင်ပါတယ်။နောက်တစ်ခုကတော့အိမ်မွေးကြောင်တွေအကြောင်းဖြစ်ပါတယ်။သူတို့ကလူတွေနဲ့အတူအိမ်တွေမှာနေထိုင်ကြတယ်။လူတွေနဲ့ရင်ပါပြီးတော့ရင်းနှီးပြီးသားလည်းဖြစ်တယ်။အစာကိုတော့လူတွေကကျွေးမွေးပြီးတယ်။အိမ်ပါဝင်းချင်မှာလည်းနေလို့ရှိပါတယ်။အရွယ်အစားကတော့တောကြောင်ထက်ကိုလွန်သိငယ်တယ်။ကဲဒါဆိုရင်တောကြောင်တွေရဲ့ဝိသေသလက္ခဏာနဲ့အိမ်မွေးကြောင်တွေရဲ့ဝိသေသလက္ခဏာကွဲခြားပုံကိုတခြားကွဲပြားသိမယ်လို့ထင်ပါတယ်။ဒါဆိုကျမရဲ့တင်ဆက်မှုကိုဒီမှာရင်ရပ်တန့်ပေးရစီရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်